our right. And when we go to our left, you move to your right. Let's start with a push and bridge. Rowing. Wings. Repeat. Expansion and curls. Swing. Turn. Well done. We'll now move to set number 2. Keep moving. ကဲလက်ခုပ်လေးပါလေးပြီးပြီးတော့အားပေးကြရလာအောင်နော်။နံပါတ်1အဆင့်ကိုရောက်ရှိသွားပါပြီ။ကိုရန်အားပေးထားမယ်နော်။အခုပါဝင်ရှင်ပြန်သွားတဲ့အဖွဲ့ကတော့ရှင်ပြန်နေတဲ့အဖွဲ့ကတော့ဇုတ်သားနဲ့ကျောင်းသူကျောင်းသားများပဲဖြစ်ပါတယ်။ Laterals. Bounce. T. Enjoy every movement. Chop. Keep moving. Big circles, come on. Lift your knee. Bounce. Go reverse. number 3. Listen to the rhythm.
ဒီစီမင်းရှိကိုပြန်လဲပြီးတော့စုယုံပေးကြဖို့မြေတားရက်ခံပါတယ်ကျွန်တော်တို့ယနေ့ Expansion. ဒီ AEROBIC ကျမ်းမာရေးပြည်နယ်ပြိုင်ပွဲရှင်ပြပြီးတဲ့နောက်ပိုင်းမှာအတူတကွစုယုံပြီးတော့ဒီကျင်ကကာကွယ်ပြားကိုဒီကျင်ကတော့မှဖြစ်တဲ့အတွက်ဒီရှင်မင်းရှိကိုအားလုံးစုယုံပေးကြဖို့မြေတားရက်ခံပါတယ်ကျွန်တော်တို့မကြခင်မှာပဲစလုံးထားတဲ့ကျောင်းသူကျောင်းသားများရဲ့ပါဝင်ရှင်ပြိုင်မှုဟာလည်းပဲပြီးဆုံးတော့မှဖြစ်တဲ့အတွက်အရှင်တဲ့အနေနဲ့ကျွန်တော်တို့ပါဝင်ရှင်ပြိုင်သွားကြတဲ့ကျောင်းသူကျောင်းသားများရှင်မင်းရဲ့ရှေ့ကိုပြန်လည်စီယုံပေးကြဖို့ရန်အလုံးစုံပန်ကြားပါတယ်လူကြီးများလည်းပဲအမတ်များကိုဒီချာချာစီစဉ်တဲ့ပြီးတော့ဒီချာချာပဲအမတ်များပေါင်းနေတာကိုကျွန်တော်တွေ့ရပါလိမ့်မယ်ဘယ်ဖွဲ့ကပထမရလို့ဘယ်ဖွဲ့ကဒုတိယတတိယစလုံးထားရရှိသွားမလို့ဆိုတာကိုတော့ Final set. Set 4. အကြမ်းအချိန်နဲ့အချိန်နဲ့အတွင်းမှာ Keep ကျွန် moving တော်ဒီစောင့်စားသိရှိရမှာပဲဖြစ်ပါတယ် to the rhythm. Move with the beat. Cool. ဟုတ်ကဲ့လက်ကိုဟောပါလေပေးကြလိုက်ရအောင်လားဟုတ်ပြီကျောင်းသူကျောင်းသားများဆိုလို့ရှိရင်လည်းဒီလိုပါဝင်ရှင်နေမှုပါဝင်ပြောပြမှုပါဝင်လှုပ်ဆောင်မှုတွေကလည်းအမခံပွဲပါပဲကျွန်တော်တွေးပြလာတော့တွေ့ရပါတယ်ဘုဆိုလို့ရှိရင်လည်းပဲဇလုထာနေ့ကျောင်းသူကျောင်းသားများကနေပြီးတော့အင်မတန်မှပဲ Jump. ကြီးကောင်းတဲ့သူတို့ရဲ့ကာလာရောင်စုံလေးတွေနဲ့ပါဝင်ရှင်ပြိုင်တော်ပြင်းနေအောင်ကျွန်တော်တွေ့ရမှာဖြစ်ပါတယ်ကျွန်တော်တို့ကြည့်ရှုကြတဲ့ပြည်သက်တွေကလည်းပဲဒီမနက်မှာအထူးပဲဗိုက်တာမင် D ကိုဒီတူဝေးနဲ့ယူကြတာတွေ့ရပါတယ်ဒါဆိုလို့ရှိရင်ကျွန်တော်တို့2024 2023 2024ကျွန်တော်တို့ကတီးချက်ဝါချက်ကတော့စိုက်ပြီးသားပါယူပြီးကြောက်တယ်ဟုတ်ပြီဟုတ်ပြီ Hand your arms. Okay, rover. Oh.
ကြည့်ကြပါ စိတ်ဝင်စားစရာကောင်းတဲ့အချိန်ရောက်ပါပြီ။ကြိုးစားထုတ်မှုရဲ့ရလက်ကခဏလေးကြိုက်ပြရတော့မှာဖြစ်ပါတယ်။ Second place ဒုတိယနေရာကိုရရှိသွားတဲ့ဖွဲ့ကတော့ဘာဖြစ်မလဲ။ဖို့ဒီရဖြစ်ပါတယ်။ Okayကျေးဇူးများတင်တယ်သူတို့လည်းအားမလက်တဲ့ကြားနေပြီးတော့ဝိုင်းဝန်းပြီးတော့เนาะပွဲဖြစ်မြောက်အကျုံးမှန်တဲ့ပြင်ဆင်တိုင်ပွဲဝင်သွားပြီးတော့ထူးခြားကျေးဇူးတင်တယ်အပြီးဇိုင်းအောဆရာဆောင်းလို့ဆိုနေပြီးတော့ဒီမှာလဲเนาะဆုလက်ဆောင်လေးတွေကိုရှင်းနေတယ်အိုးဟေးနောက်ပါဝင်ရှင်းပြိုင်သွားတဲ့ကျောင်းသူကျောင်းသားများနဲ့အပေါ်ဆုလက်ဆောင်ကိုချင်းမြင့်သွားပေးတဲ့ဇိုင်းဦးစောလမုန်လည်းထူးပဲကျေးဇူးတင်ပါတယ်ဟေး